သားမင်္ဂလာပါသားနာမည်ဘယ်လိုခေါ်တော့ကျော်စင်ဦးသားဘောလုံးကစားတဲ့နေရာမှာဘယ်နေရာမှာကစားတာကိုစိတ်ဝင်စားလဲလက်ဝင်းကစားတယ်နောက်ပြီးသားကြိုက်ဆုံးဘောလုံးသမားကရိုနာဒိုကြိုက်တယ်သားမျက်မှန်နဲ့ဘောလုံးကန်တယ်ဆိုတော့ဒါဥရောခေတ်တုန်းကဘောလုံးသမားတယောက်တောင်သတိရသွားတယ်အကာဒေးဗစ်ကိုတော့ပြေးပြီးသတိရသွားတယ်သားအကာဒေးဗစ်စတိုင်နဲ့သားဆီရိုနာဒိုကင်းနဲ့ဆီရိုနာဒိုဖန်အသင်းဆိုရင်ရောဘယ်အသင်းကိုကြိုက်လဲသားမန်ယူကိုကြိုက်တယ်လက်ရှိမန်ယူရဲ့အနေအထားပေါ်မှာသဘောကျမကျဘာလို့မကျမကောင်းဘူးလားဟာပြတ်သားလိုက်လားလက်ရှိမန်ယူအသင်းမှာအကြိုက်ဆုံးဘယ်သူဖြစ်မလဲလက်ရှိကြိုက်တာမကွာရကိုကြိုက်တယ်ဟာလက်ကွဲစော့တဲ့သူကမကွာရကိုကြိုက်တယ်မိုက်တယ်ကွာကဲတော့ဆိုရင်တောင်းကိုဥကအပျော်အနေနဲ့ပေါ့နော်မေကွန်း3ခုမေးမယ်မေကွန်း3ခုလုံးမှန်အောင်ဖြေနိုင်ရင်ဥကနေပြီးတော့တောင်းကိုဂုဏ်ပြုလက်ဆောင်လေးချင်းမြတ်မယ်မမှန်ရင်လည်းဘာမှမရှိဘူးဥနဲ့သားနဲ့အပျော်စော့အောင်နော်သားတစ်ခွန်းနဲ့ပဲဖြေရမယ်မှန်တယ်မှားရင်မှားတယ်နော်အဲ့ဒီပုံမှာသားဖြေဆိုခွင့်ရွေးချယ်ခွင့်ရှိတယ်မေကွန်းမကြိုက်ဘူးပြောင်းဆိုရင်တောင်းမေကွန်းတစ်ချိန်ပြောင်းပေးမယ်နော်စီရိုနယ်ဒိုရဲ့ဘဝမှာအရက်သေးစာတောက်စားခြင်းမရှိသိကြလားโอเคမှန်သွားပြီเนาะတခုစီရိုနယ်ဒိုကတနေ့ကိုအချိန်အားဖြင့်ဘယ်နှစ်နာရီအိတ်လဲဥပမာ4နာရီပဲအိတ်တယ်9နာရီပဲအိတ်တယ်8နာရီအိတ်တယ်10နာရီအိတ်တယ်15နာရီအိတ်တယ်10နာရီလောက်အိတ်တယ်ဟုတ်ကဲ့တော်ပြီလား10နာရီကနေ10နာရီကနေ10နာရီဆိုရင်မှန်ကန်ပါတယ်မေကွန်း2ခုမှန်သွားခဲ့ပြီเนาะနောက်ဆုံးတစ်ခုထပ်ပြီးတော့တောင်းအောင်မေးမယ်ကွင်းထဲမှာတကယ်ချင်းသူတို့နှစ်ယောက်ကတကယ်ချင်းဒါပေမဲ့တကယ်နိုင်ငံတကာပြိုင်ပွဲတွေရှင်ပြိုင်တဲ့အခါကျတော့ပထမတဲ့အပြုတ်မှုတစ်ခုကြောင့်တော်တော်လေးကိုပြဿနာတက်သွားခဲ့တယ်သူ့ရဲ့လောက်ရဆိုးတစ်ခုရှိတယ်အဲ့ဒါဘာများဖြစ်မလဲရိုနယ်ဒိုရဲ့လောက်ရဆိုးသူတကယ်ချင်းကိုလှုပ်လိုက်တာနှိမ့်လိုက်တာမဟုတ်ဘူးအဲ့ဒီအဖြစ်ပြက်လေးသားရဲ့အင်္ဂလန်နဲ့ပေါ်တူဂီကစားခဲ့တဲ့ပွဲမှာသူတကယ်ချင်းကအနိကတ်နဲ့ထွက်သွားတယ်စကားပြောတာကိုပြန်ရက်ဆုံးပြန်လို့မဟုတ်ဘူးအပြုတ်မှုဘာလှုပ်လိုက်တာလဲတကယ်နဲ့ဖြစ်တယ်မဟုတ်ဘူးပန်းပေးမလားဘောလုံးနဲ့ကန်တယ်မဟုတ်ဘူးကဲဒါဆိုရင်တာပန်းပေးလိုက်တော့နော်အဲ့ဒါဘာလဲဆိုတော့ရိုနီကိုပြဿနာဖြစ်တဲ့အချိန်မှာသူကရိုနီဟိုဘက်ကနေပြီးတော့မျက်လုံးလေးမှိတ်ပြလိုက်တာမျက်လုံးမှိတ်ပြလိုက်တဲ့ပြဿနာပေါ့နော်ရိုနီကဟိုမှာသူများကိုပေါင်ကွာကြောက်တက်နေလိုက်တဲ့အချိန်မှာစီရိုနယ်ဒိုကနေပြီးတော့ဘေးနားကနေသူလှုပ်တာဆိုပြီးတော့ပြောမျက်လုံးလေးဒီလိုလေးမှိတ်ပြလိုက်တဲ့အတွက်ကြောင့်မလို့သူတို့တွေကမန်ယူပြန်ရောက်လာတဲ့အချိန်မှာဒီညောင်လုံးကမတည့်တော့ဘဲနဲ့ပြဿနာတွေဖြစ်သွားခဲ့ကြတယ်တော်တော်ကြီးမားမားဖြစ်သွားခဲ့ကြတယ်အဲ့လိုမျိုးဖြစ်သွားခဲ့တဲ့ဟာသူ့ရဲ့ကစားသမားဘဝမှာတော့ဒါကတော့အရေးစိုးတစ်ခုဖြစ်သွားခဲ့တယ်ပေါ့နော်ဒါတော့ဘာမှမဟုတ်တာရဲ့ဘူးတူတာအပြင်ဒါနဲ့ဦးနဲ့ဒါလေးတွေပြောကြဆိုကြတာပေါ့ဒါကလေဒီမေးခွန်းမေးတာကလေဒါကမေးဆိုလို့ဦးမေးတာနော်ဒါကမန်ယူဖန်ဆိုတဲ့အတွက်ကြောင့်စီရိုနယ်ဒိုဖန်ဆိုတဲ့အတွက်ကြောင့်ဘူးတူတာရတယ်မလားရပါThank you ပါဒါဖြေပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော် Thank you ပါ